လက်ကျန်ဇာတ်ကားတွေမှာတွေ့ရမယ့်ဂျက်ကီချန်မင်္ဂလာပါရှင်တရုတ်မင်းသားကြီးဂျက်ကီချန်ကိုတော့မချစ်တဲ့သူမရှိပါဘူးဂျက်ကီချန်ဟာတက်16နှစ်အရွယ်တွေကရုပ်ရှင်လောကတွင်ရောက်လာခဲ့ပြီးသူတက်ကျွမ်းတဲ့တိုင်းပညာကိုတုံးချပြီးတော့ကမ္ဘာကျော်မင်းသားဖြစ်လာခဲ့တာပါသူကအင်တာဗျူးတစ်ခုမှာတော့ရုပ်ရှင်ထဲမှာတိုင်းကစားရတာစတန်လုပ်ပြရတာထိခိုက်နာကျင်ပေမဲ့တိုင်းကစားနေရတာကိုဝါသနာပါလို့ပြောတယ်ခြေလက်တွေတန်ဆန်းနေသည်တွေစတန်လုပ်နေအောင်မလို့ဖြေချခဲ့ပူပါတယ်အခုလေတက်82နှစ်အရွယ်ဖြစ်နေတဲ့ဂျက်ကီချန်ဟာမထင်ထားလောက်အောင်တွက်လက်ပေါ်ပါတဲ့တိုင်းပြကွက်တွေနဲ့ဇက်ကားအသစ်ထွက်ရှိလာခဲ့ပါတယ်။မေလ30ရက်မှာတော့ Karate Kid Legend ဆိုတဲ့ဇက်ကားအသစ်ကိုကမ္ဘာတဝန်းမှာရုံတင်ခဲ့ပါတယ်။ကြော်ညာပိုင်းတိုရင်းစထွက်လာတဲ့အချိန်တွေကပရိသတ်တွေကရုပ်ရှင်တွေကဂျက်ကီချန်ဟာလူငယ်လေးတိုင်းပေါ်ပါတဲ့တိုင်းတွေခုံပြန်ကြော်လာတာတွေကိုလူကိုယ်တိုင်မလုပ်ဘဲ AI နဲ့လှုပ်ထားတာလားလို့တန်တရားဝင်ခဲ့ကြတာပါ။ဒါပေမဲ့ရုပ်ရှင်မိတ်ဆက်ပွဲကိုတက်ရောက်လာတဲ့ဂျက်ကီချန်ကတော့ခုလိုရှင်းပြလာပါတယ်။ဇက်ကားထဲမှာ AI လုံးဝမသုံးထားပါဘူး။လူစားတို့ရိုက်ကူးတာလည်းမဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်အသားနာခံပြီးရိုက်ကူးခဲ့တာပါ။ကျွန်တော်တက်82နှစ်ရှိပါပြီ။ငယ်ငယ်ကလို့တော့တွတ်တွတ်လက်လက်မလှုပ်ရှားနိုင်တော့ဘူး။ဒါပေမဲ့ခုခေတ်စားနေတဲ့ AI နည်းပညာသုံးပြီးပြိသက်ကိုမညာခြင်းဘူး။ပြိသက်ကိုနုပညာစက်မှန်ပဲချပြချင်တာမို့ကျွန်တော်ကိုယ်တိုင်တိုင်းပြကွက်တင်စတန်နေသရုပ်ဆောင်ထားတယ်။ကျွန်တော်အသက်ကြီးပေမဲ့တိုင်းကစားနိုင်သေးတယ်။ဒီဇက်ကားကိုတရုတ်မြန်မာနေဆက်မှာသွားရိုက်ထားတာပါ။တစ်ပင်နေပေါ်ကိုခုန်တက်ရတဲ့အခန်းကြီးရိုက်တဲ့ချိန်မှာခြေထောက်မှာဒဏ်ရာတွေရခဲ့တဲ့ဆိုပြီးသူ့ခြေထောက်ကဒဏ်ရာတွေကိုပြသခဲ့ပါတယ်။ပရိသတ်တွေအတွက်နောက်ထပ်သတင်းကောင်းတစ်ခုကတော့တစ်ချိန်ကပရိသတ်တွေအရန်အပိခဲ့ကြတဲ့ဂျက်ကီချန်ရဲ့ရုရှားဝါဇက်ကားတစ်ကိုအရင်တရုတ်ဆောင်ဟောင်းတွေနဲ့အပိုင်းသစ်ထပ်ရိုက်မယ်လို့ဂျက်ကီချန်ကပြောပါတယ်။ပရိသတ်တွေကတော့နူးပြိုတွက်လက်နေတဲ့ဂျက်ကီချန်ကိုအသက်82နှစ်ဆိုတော့ယုံနာမယုံနိုင်ကြပါဘူး။